ဒီမှာကျတော့လေလောင်ရွှေကအဲ့လိုမျိုးတလုံးချင်းကိုတေချာလေးရှင်းပြရဆိုတော့လေတခါနားထောင်ရုံနဲ့ဒါကဘယ်ဟာဆိုတာတခါလေးသိရတယ်ပြီးတော့တနင်္ဂနွေကြီးကလည်းအရင်တက်တာတယ်ဒီ basic ကနေ HSK5T ကိုတနင်္ဂနွေကြီးကနည်းနည်းပဲရှိတယ်မှာဆိုရင်အရန်သဘောကျဆုံးအချက်ကကြတော့ तू က online ဆိုပေမဲ့အရန်ထိရောက်တယ်website ထဲမှာဝင်ပြီးတော့ကိုယ့်ကိုတယောက်တည်းလေ့လာတာမဟုတ်ဘူးအပတ်တိုင်းလောက်ရွှေကိုအိမ်စာရေးလည်းပုံမှန်ထက်ကြတယ်ပြီးတော့ speaking အတွက်အားနည်းမှလည်းစိုးရိမ်ကြမလို့တပတ်တစ်ခါလောက်ရွှေက Zoom ကနေခေါ်ပြီးတော့ speaking အတွက်လည်းစစ်ပေးရပေါ့နော်အဲ့ဒါကြောင့်မလို့ speaking အားနည်းမှလည်းစိုးရိမ်ကြမလို့ပြီးတော့တနင်္ဂနွေကြီးကလည်းအရန်တက်တာတယ်ဒီ basic ကနေ HSK5T ကိုတနင်္ဂနွေကြီးကနည်းနည်းပဲရှိရလောက်ရွှေစီမှာဆိုအရန်တက်တာပြီးတော့နောက်တစ်ခုကကြတော့လေလောက်ရွှေအတန်ကလေအရန်ကိုကောင်းတယ်ကွာကြည်လင်ပြက်သားနေရပဲဆိုတော့ online class ဆိုပေမဲ့ဒီ video ကြည့်တဲ့အခါမှာကိုကနားမလည်တဲ့ဟာတွေဆိုခဏခဏပြန်နားထောင်ရတယ်သိရမလားအဲ့လိုနားမလည်တဲ့ vocabulary တွေပါအဲ့လိုမျိုးဆိုရင်နားထောင်ရတယ်ဒါပေမဲ့လေဒီမှာကျတော့လေလောင်ရွှေကအဲ့လိုမျိုးတလုံးချင်းကိုတေချာလေးရှင်းပြရဆိုတော့လေတခါနားထောင်ရုံနဲ့ဒါကဘယ်ဟာဆိုတာတခါလေးသိရတယ်အဲ့အပို့ပြောအောင်မို့ဒီလိုသိချင် YouTube မှာလည်းလောင်ရွှေ video လေးတင်ထားအဲ့မှာတွားပြီးတော့ကြည့်လို့ရတယ်ဒီကြီးတက်နေတဲ့ကတစ်ဖက်ကနေတရုတ်စာကိုလေ့လာပေါ့နော်တရုတ်စာကိုဘာလို့တက်ဖြစ်တာလဲဆိုတော့သူကဒီပညာရေးမှာရောစီးပွားရေးမှာရောထိတ်ဆုံးကနေသွားနေရပေါ့နော်အဲ့အတွက်ကြောင့်မလို့တရုတ်စာကိုတက်လိုက်တာပါဆိုတော့တရုတ်စာကိုတက်ချင်တယ်ဒီစီးပွားရေးအတွက်ရောပညာရေးအတွက်ရောကောင်းမွန်တဲ့ဒီတရုတ်စာကိုတက်ချင်နေဆိုရင်တော့ Wise မှာတက်ကြည့်ဖို့ highly recommend ပါရှင်အားလုံးပဲ bye